မိတောက်တွေဂျိုဝီကိုလောင်ကျွမ်းသွားတဲ့တခဏချင်းမှာပဲဒီနေရာမှာဂျိုဝီချိန်စာတိုက်ခဲ့တယ်ဒီမြေပေါ်ခြေချလာမဲ့သတင်းသမားဘသူမဆိုဂျိုဝီနာမည်ကိုသိရမယ်ဂျိုဝီရဲ့နာကျင်မှုကိုခံစားရမယ်လို့သူမကချိန်စာတိုက်ထားခဲ့တယ်ဒီနေ့မှာဇက်ကောင်ကတော့ပူဖောင်းတရေမှပါသူမရဲ့နာမည်ကတော့ဂျိုဝီပါဂျိုဝီဟာမိဘမဲ့ကေဟာကတင်းကျပ်တဲ့ဆီယာမတယောက်ပေါ့တနေ့မှာအခန်းစစ်ရင်းနဲ့မတော်တဆဓားမြောင်တစ်ချောင်းကိုနင်းမိတယ်ဂျိုဝီကမျက်စိမမြင်ပေမဲ့အနက်ခံအာယုံကတော့တော်တော်ထက်တယ်ချက်ချင်းကိုတွေးနှံရလိုက်တယ်တခုခုဆိုးဆိုးရွားရွားဖြစ်သွားပြီဆိုတာတိလိုက်တာနဲ့ပတ်လေကိုစမ်းကြည့်တော့အေးဆက်နေတဲ့အလောင်းတွေကိုပဲထိမိတယ်အဲ့ဒီအခန်းထဲမှာကလေး9ယောက်တောင်တည်နေတာဂျိုဝီလည်းထိတ်လန့်ပြီးကြောင်သွားတယ်အဲ့ဒီအချိန်မှာကြံတဲ့ကလေးတွေနဲ့ဆီယာမတယောက်ပြန်ရောက်လာတယ်သူတို့ကဂျိုဝီကိုပဲလူသက်သမားဆိုပြီးချက်ချင်းဆွဆွဲတော့တာပဲရွာသားတွေကအမှန်တရားကိုစုံစမ်းဖို့တောင်အမထုတ်ကြဘူးကျိုးနဲ့ဆွဲပြီးကျိုးကွင်းတင်လိုက်ကြတာဂျိုဝီရဲ့ကယ်ပါဦးလို့အော်ဟစ်တောင်းပန်တန်တွေကဘာမှအရာမရောက်ခဲ့ဘူးသူတို့ဂျိုဝီကိုမိရှို့ပြီးတက်ပြစ်လိုက်တယ်မိတောက်တွေကဂျိုဝီရဲ့ခန္ဓာကိုယ်ကိုဝါးမြိုသွားတယ်ပြင်းထန်တဲ့နာကျင်မှုတွေကတကိုယ်လုံးကိုလွှမ်းခြုံသွားတယ်ဒါပေမဲ့ခန္ဓာကိုယ်ထက်ပိုနာကျင်ရတာကတော့နှလုံးသားပဲစိတ်ထဲမှာခါးသီးမှုတွေဒေါသတွေနဲ့ပြည့်နှက်နေခဲ့တယ်ဒီကဘာကြီးကိုချိန်စာတိုက်ခဲ့တယ်ဂျိုဝီကိုမတရားဆွဆွဲတဲ့သူတွေကိုချိန်စာတိုက်ခဲ့တယ်ဂျိုဝီရဲ့မကျေနပ်မှုတွေကပိုထူထဲလာပြီးအဆင့်မြင့်ဆုံးဝိညာဉ်ဆိုးဖြစ်ကိုပြောင်းလဲသွားတယ်ရွာသားတွေကိုတော့တယောက်မှမချန်ခဲ့ဘူးသူတို့မျက်လုံးတွေကအတုံးမဝင်တော့ဘူးဆိုပြီးအကုန်လုံးကိုထိုးဖောက်ထုတ်ပစ်လိုက်တယ်ဒီလိုနဲ့အချိန်10နှစ်လောက်မြန်ကုန်သွားပြီးမိဘမဲ့ကေဟာကစွန့်ပစ်ထားတဲ့နေရာဖြစ်သွားတယ်ဒါပေမဲ့ရုတ်တရက်လူစိမ်းတွေရောက်လာပြီးပြင်ဆင်ကြပြီးတော့ပြောင်းရွှေ့လာကြတယ်ပြေးစော့နေတဲ့ကလေးတန်တွေကြောင့်ဂျိုဝီခေါင်းနေတောင်ကြိုက်လာတယ်အဲ့ဒီအချိန်ဂျယ်လီဆိုတဲ့ကောင်မလေးတယောက်ကဂျိုဝီကိုစိုက်ကြည့်နေတယ်ညီမလေးအထဲဝင်ပြီးစော့မလားကံကောင်းစွာနဲ့ပဲတခြားဆရာမအသားမီးမဟေမေရောက်လာပြီးကလေးမောက်ကိုခေါ်သွားတယ်ကောင်းပြီလေခဏတော့လွတ်ထားလိုက်ဦးမယ်ဘာပဲဖြစ်ဖြစ်ညကမှဂျိုဝီချိန်လေးမကြခင်မှာပဲဂျိုဝီပေါ်လာတဲ့လက်ထဲမှာပူဖောင်းဖြူတစ်လုံးကိုကင်ထားတယ်ဂျယ်လီတယောက်ကြောက်လန့်တကြားတုံနေတယ်ဘာလို့လဲဆိုတော့ပူဖောင်းကိုမြင်ရတဲ့သူကသူတယောက်တည်းမှန်းသိလိုက်လို့ပဲအဲ့ဒီပူဖောင်းပြောက်ကွယ်သွားတဲ့အခါဂျိုဝီပေါ်လာတဲ့ဂျယ်လီကကြောက်လန့်လုံးလို့မလုံနိုင်ဘူးဖြစ်နေတယ်အဲ့ချိန်ရောက်တော့ဂျိုဝီတကားလာခောက်တယ်ဟေမေကဖွင့်ကြည့်လိုက်တော့ပူဖောင်းပဲတွေ့ရတယ်သူကကလေးတွေနောက်ပြောင်တာပဲထင်ပြီးပူဖောင်းကိုဂယုမဆိုင်ပဲ TV မှာခြိထားလိုက်တယ်ဒီလိုနဲ့ဂျိုဝီတို့ကူလာကာကိုဟေမေရဲ့လေပင်ပတ်ပြီးအခန်းထဲကိုပြင်းထန်ပစ်ပေါက်လိုက်တယ်ဒီမိမမသေးတာကြောင့်ဂျိုဝီအံ့တသွားတယ်ဒါနဲ့သူ့ကိုထိန်းချုပ်ပြီးလေထဲမှာမြောက်စေကသူ့လေပင်ကိုသူကိုယ်တိုင်အားရပါးရညှစ်ခိုင်းလိုက်တယ်ပြီးတော့သူ့ခန္ဓာကိုယ်ကိုပိုင်ဆိုးလိုက်တယ်ဂျယ်လီကအတန်တွေကြားပြီးအောက်ထပ်ဆင်းလာတယ်ကိုရောက်ပို့လာတဲ့တားကောင်ကိုဂျိုဝီကလွတ်ပေးเสียလားလက်တစ်ဖက်နဲ့လေပင်ကိုညှစ်ပြီးလေထဲမှာဆွဲထားလိုက်တယ်ဂျယ်လီကိုဂျိုဝီအောင်မြင်စွာချိန်စာတိုက်လိုက်နိုင်ပြီးဆိုလိုတာကအချိန်မရနေရမရသူ့ကိုပိုင်ဆိုးနိုင်ပြီနောက်ထပ်တခြားသူတွေကိုရှင်းရဦးမယ်နောက်တနေ့မနက်မှာဆီယာမနောက်တစ်ယောက်ဖြစ်တဲ့လင်းနိုးလာတယ်ဂျိုဝီတို့အဝတ်လျှော်ခြင်းရောင်ဆောင်နေလိုက်တယ်သူနီးလာတော့လင်းရဲ့ခေါင်းကိုဆွဲပြီးရေထဲကိုစောင့်နစ်ဖို့ကြိုးစားတယ်လင်းကအသက်လူပြီးရုန်းကန်တယ်သူမမောကြည့်လိုက်တော့တန်အိုးကြီးနားမှာဂျိုဝီမတ်တက်ရက်နေတာကိုမြင်လိုက်ရတယ်သူကတင်ကန်းစာမရသေးဘူးဂျိုဝီနားကိုပြန်လာရဲသေးတယ်လင်းရဲ့ခေါင်းကိုဆွဲပြီးစူပွက်နေတဲ့ရေနွေးအိုးထဲကိုဖိနစ်ပစ်လိုက်တယ်မမျှော်ရင်ပဲဒီဇိုင်နာဖြစ်သူရှောင်းပိုင်ကပြေးဝင်လာပြီးဂျိုဝီကိုမြေပေါ်ပစ်ချလိုက်တယ်ဒါကဂျိုဝီကိုတော်ဒေါသထွက်စေတယ်မတိစိတ်နဲ့တဲ့မိဖို့ချောင်းသုံးတာတစ်ချောင်းကိုဆွဲပြီးသူတို့နှစ်ယောက်စီကိုပြေးထိုးလိုက်တယ်ရှောင်းပိုင်ရဲ့လက်ကိုပဲပြီးမိလိုက်ရသေးတယ်သူကဂျိုဝီကိုဖမ်းချုပ်လိုက်တယ်မိမတွေကခနာကိုအားနေတာကိုတော့လူတိုင်းသိရတယ်တရေဖြစ်နေတောင်ဂျိုဝီရုံးမထွက်နိုင်ဘူးခဏတော့ဒီခနာကိုယ်ထဲကနေထွက်လိုက်ရတယ်နင်တို့ကိုနောက်မှရှင်းမယ်လို့ကြိမ်ဆိုလိုက်တယ်သူတို့နှစ်ယောက်ကဟေမေဖျားနေတယ်ထင်ပြီးသွေးကြောတဲ့ဆေးသွင်းတောင်လုပ်ပေးကြတယ်ဂျိုဝီတော့တော်လန့်သွားတယ်အိမ်ပြင်စင်တဲ့ဒီဇိုင်နာရှောင်းပိုင်ကဘလို့လုပ်ပြီးဂျိုဝီရဲ့တပ်ပုံဟောင်းတပုံကိုရှာတွေ့သွားလဲမသိဘူးဂျိုဝီရဲ့အမှုကိုလည်းစိတ်ဝင်စားနေတယ်ဒါနဲ့ရှောင်းပိုင်ကအသက်ကြီးရဲ့လူဥထောင်မွေးကိုသွားမေးတယ်ဥထောင်မွေးကဂျိုဝီနဲ့အတူလှုပ်ဖူးတဲ့ဆရာမအကြောင်းသိတယ်လို့ပြောတယ်အဲ့ဒီဆရာမကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကိုကလေးကိုတတ်မှုနဲ့ထောင်ချထားတယ်လို့ပြောပေမဲ့တခြားတော့ဘာမှမသိဘူးတဲ့ဂျိုဝီသူတို့ကိုတိတ်ဆိတ်မဝင်စားပါဘူးတယောက်ကအမှန်တရားကိုစုံစမ်းပေးတာမျိုးဆိုလဲအဆင်ပြေပါတယ်ဒီတော့တွင်ဂျိုဝီရဲ့လုပ်ရက်တွေပြန်စတယ်လင်းကကလေးခန်းကိုစစ်ဆေးနေတဲ့ပြတင်းပေါက်ကိုပိတ်ခါနီးမှာဂျိုဝီကအောက်ထပ်မှာရက်ပြီးသူ့ကိုစိုက်ကြည့်နေလိုက်တယ်လင်းကကြောက်လန့်ပြီးလှည့်ကြည့်တယ်ဂျိုဝီလည်းချက်ချင်းပူဖောင်းတစ်လုံးကိုဆင့်ခေါ်ပြီးသူ့ရှေ့ကိုပိတ်လိုက်တယ်လင်းပြန်လှည့်ကြည့်လိုက်တော့ဂျိုဝီပြောက်နေပြီသူကဟေမေရဲ့အခန်းကိုပြုစုဖို့သွားတယ်ဂျိုဝီတို့အရင်ဆုံးမျက်လုံးတွေလန့်ပြပြီးခြောက်တယ်ပြီးတော့လေပင်ကိုညှစ်ပြီးကျန်းပြင်ပေါ်ကိုစောင့်ပစ်ချလိုက်တယ်ဒါပေမဲ့ဂျိုဝီရဲ့ပျော်စရာကရှောင်းပိုင်ကြောင့်ထက်ပြက်ရပြန်တဲ့အရန်ကိုဒေါသထွက်သွားတယ်ဒီခန္ဓာကိုယ်ကိုမလိုချင်တော့ဘူးသူ့ကိုတိုက်ရိုက်ထိန်းချုပ်ပြီးလေထဲမှာမျှဝေစေလိုက်တယ်ရှောင်းပိုင်ကဝင်ကယ်ဖို့ကြိုးစားတယ်ဂျိုဝီလည်းဗီဒီယိုတစ်ခုကိုသူ့ပေါ်လက်ချလိုက်တယ်ပြီးတော့ဟေမေကိုစနေရနာခေါ်သွားပြီးတချင်းတပုတ်တီးပြလိုက်တယ်ဒီကစားနဲ့ကိုဂျိုဝီရိုးသွားတယ်ဒါနဲ့ဟေမေကိုလှေကားပေါ်ကနေပစ်ချလိုက်တယ်ဘာလို့လဲဆိုတော့ဂျိုဝီကစားစရာအယုံနောက်တစ်ခုကြံနေသေးရဲ့လေနောက်တစ်နေ့မှာမိဘမဲ့ကေဟာကကလေးတွေမတော်တဆရှို့ဝက်ခန်းထဲကိုပြုတ်ကျသွားတဲ့အထဲမှာဗီဒီယိုမှတ်တမ်းချို့တွေ့ရတယ်
အသားပြားပေါ်မှာအဝတ်စားတစ်စက်နဲ့တန်ရိုက်ထားတာကိုလည်းတွေ့ရတယ်။ဒါကရှောင်းပိုင်နဲ့တခြားသူတွေကိုတော်တော်ဝေခွဲမရဖြစ်စေတယ်။သူတို့ပြန်လာပြီးအဲ့ဒီတိတ်ခွေတွေကိုကြည့်တော့တရေနဲ့တွေ့ဆုံမှုမှတ်တမ်းတွေကိုရှာတွေ့တယ်။အဲ့ဒီခါကျမှဒီနေရာမှာတရေရှိတယ်ဆိုတာသူတို့သေချာသွားကြတယ်။ဂျိုဝီလည်းသူတို့ကိုပြန်ပြီးရှင်းဖို့စတင်လိုက်တယ်။အိတ်နေတဲ့ဂျယ်လီကိုနှိုးလိုက်တယ်။သူနှိုးလာတော့သူ့မျက်နှာရှိမှာပူဖောင်းကိုတွေ့လိုက်ရတယ်။ပူဖောင်းလမ်းပြတဲ့အတိုင်းဂျယ်လီလိုက်သွားပြီးနေကင်းကရှာတွေ့ခဲ့တဲ့ရှို့ဝက်ခန်းထဲကိုဝင်သွားတယ်။ဂျိုဝီကတော့သူ့ကိုအဲ့ဒီမှာစောင့်နေပြီးသားဂျယ်လီကိုသူကင်ထားတဲ့မှတ်စုလေးကိုဖွင့်ဖက်ခိုင်းလိုက်တယ်။ဂျယ်လီတယောက်ကြောက်လန့်တကြားတုံနေတယ်။စာထဲမှာရေးထားတာကတော့ငါစီမှာမရှိတဲ့အရာကမင်းစီမှာရှိနေတယ်ဒါကြောင့်ငါလိုချင်တယ်လို့ရေးထားပါတယ်။တေချာတာပေါ့နစ်မျက်လုံးတွေပဲ။အဲ့ဒီအချိန်ရှောင်းပိုင်နဲ့လင်းကအော်တန်ကြားပြီးရှို့ဝက်ခန်းနဲ့အပြေးလွှာရောက်လာပေမဲ့ဘာမှမတွေ့တော့ဘူး။ဂျိုဝီကဂျယ်လီကိုပိုင်ဆိုးလိုက်ပြီးလေချက်ချင်းပဲလင်းရဲ့လေပင်ကိုဆွဲညစ်လိုက်တယ်။အနီးနားကတူတစ်ချောင်းကိုဆွဲယူပြီးသူ့ခေါင်းကိုရွယ်ပြီးရိုက်ချလိုက်တယ်။ဒီအချိန်မှာဂျိုဝီရဲ့အားကအံ့ဩစရာကောင်းလောက်အောင်တိတ်ကိုကြီးမားနေတယ်သူ့ကိုအပြီးတက်ဖို့လုပ်နေတော့မှရှိသေးတယ်။ကံကောင်းစွာနဲ့ပဲလင်းကဗီဒီယိုတိတ်ခွေတွေကြည့်ထားဘူးတော့အဝတ်စားပေါ်ကတန်ကဂျိုဝီပေါ်ဘလို့အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာသိတယ်။သူကခုံအုပ်ပြီးအဲ့ဒီဝတ်ပေါ်ကိုတန်နဲ့ရိုက်ချလိုက်တယ်။ဂျိုဝီတို့ချက်ချင်းပဲခဏလောက်ဆုတ်ခွာပြီးဂျယ်လီရဲ့ခန္ဓာကိုယ်ထဲကနေထွက်လိုက်ရတယ်။အသက်ခံရမှုတွေရဲ့အမှန်တရားကိုသိနိုင်ဖို့အတွက်ရှောင်းပိုင်ကဂျိုဝီတို့တပ်ပုံတွေရိုက်ဖူးတဲ့သတင်းထောက်ကိုလိုက်ရှာတယ်။ဂျိုဝီရဲ့ကျိန်စာကြောင့်အဲ့ဒီသတင်းထောက်နဲ့သူ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးအသက်ရှင်ဖို့အတွက်ကိုယ့်မျက်လုံးကိုဖောက်ထုတ်ပစ်ခဲ့ရတယ်။မထွက်ခွာခင်မှာသတင်းထောက်ကရှောင်းပိုင်ကိုတပ်ပုံတစ်ထပ်ပေးခဲ့တယ်။သူအလုပ်လုပ်တုန်းကထူးဆန်းတဲ့လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီးအဲ့ဒီလူကပဲကလေးခုနှစ်ယောက်ကိုတတ်ခဲ့တဲ့သူဖြစ်နိုင်တယ်လို့ပြောခဲ့တယ်။ရှောင်းပိုင်ပြန်လာနေတဲ့လမ်းမှာဂျိုဝီရဲ့လုပ်ရက်တွေပြန်ဆတယ်။ဂျယ်လီကိုထပ်ပြီးပိုင်ဆိုးလိုက်ပြန်တယ်။လင်းကသူ့ကိုလာစစ်ဆေးတော့ဂျိုဝီတို့အရင်ဆုံးအတန်ကျဲကျဲနဲ့អော်ပြီးခြောက်လိုက်တယ်ပြီးတော့ကုတင်ကိုထိန်းချုပ်ပြီးသူ့စီကိုပြစ်လွှဲလိုက်တယ်။စူညံတန်ကြားလို့လာခဲ့ဖို့စူးစမ်းတဲ့ကောင်မလေးကိုဂျိုဝီလည်းပင်းညစ်လိုက်တယ်သူချက်ချင်းတည်ဆုံးသွားတယ်။အဲ့ဒီနောက်လင်းကိုတခြားကောင်လေးနှစ်ယောက်ကနှိုးလိုက်တယ်ဂျိုဝီပြောက်နေပြီဆိုတာတီးလိုက်တယ်လင်းရှိုးဝက်ခန်းထဲကိုဆင်းပြီးလိုက်ရှာတယ်။ဒီတခါလဲပုံမှန်တိုင်းပဲသူ့ကိုဆွဲဖမ်းတယ်လေထဲမြောက်တယ်ပြီးတော့ကျမ်းပြင်ပေါ်စောင့်ချလိုက်တယ်။မထင်မှတ်ပဲလင်းကဂီတတစ်တာလေးကိုဖွင့်လိုက်တယ်။အဲ့ဒီဂီတတစ်တာကဂျယ်လီအတွက်အရန်ရေးကြည့်တယ်ဂျယ်လီကဂျိုဝီရဲ့ထိန်းချုပ်မှုအောက်ကနေချက်ချင်းလွတ်မြောက်သွားပြီးမြေပြင်ပေါ်လဲကျသွားတယ်။ဒီအချိန်မှာရှောင်းပိုင်ကမိဘမဲ့ကေဟာကိုပြန်ရောက်လာတယ်။သူသတင်းထောက်ရဲ့တပ်ပုံထဲကလူတစ်ယောက်ဟာဥထောင်မွေးနဲ့တော်တော်တူတယ်ဆိုတာသဘောပေါက်သွားတယ်။ရုတ်တရက်ဥထောင်မွေးကပူစိန်ကြီးကိုကင်ပြီးပြေးဝင်လာတယ်။သူစိတ်မထိန်နိုင်တော့ပဲသူ့ကိုပါဆက်ပိတ်ဖို့လုပ်နေတာဖြစ်နေတယ်။တစ်ဖက်မှာဂျယ်လီကတတိလက်နေရာကနေပြန်နိုးလာတယ်။ဂျိုဝီလည်းပုံမနေတော့ပဲသူတို့ရှေ့မှာတိုက်ရိုက်ပေါ်လာလိုက်တယ်ဂျယ်လီကိုပြန်ပြီးပိုင်ဆိုးခြင်းပေမဲ့အန်တစရာကောင်းတာကသူကဂျိုဝီရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူး။အဲ့ဒီအစားသူကဂျိုဝီကိုအတိတ်စီပြန်ဆွဲခေါ်သွားတယ်။အဲ့ဒီမှာဂျိုဝီအဲ့ဒီနှစ်ကကြေကွဲစရာအဖြစ်အပျက်ကိုကိုယ်တိုင်မြင်တွေ့လိုက်ရတယ်။လူသက်သမားကဥထောင်မွေးဖြစ်နေတာ။သူနဲ့ဂျိုဝီနဲ့အတူအလုပ်လုပ်ခဲ့တဲ့တခြားဆရာမတို့ကချစ်သူတွေချစ်ခဲ့ကြတယ်။သူကကိုယ်ကလေးကိုဖျက်ချလိုက်လို့ဒေါသထွက်ပြီးယူတုကမိဘမဲ့ကေဟာကကလေးခုနှစ်ယောက်ကိုတတ်ခဲ့တာ။အဲ့ဒီနှစ်ကဂျိုဝီအခန်းထဲကိုရှောက်ဝင်သွားတဲ့အခါသူတို့နှစ်ယောက်လုံးကြောက်ပြီးထွက်ပြေးသွားခဲ့ကြတာ။ဒီလိုနဲ့အမှန်တရားအလုံးပေါ်လွင်သွားပြီးအဲ့ဒီအချိန်မှာရှောင်းပိုင်ကိုဥထောင်မွေးကဒဏ်ရာရအောင်လုပ်လိုက်တယ်။နောက်ဆုံးသတ်မဲ့အချက်ကိုပေးတော့မဲ့အချိန်မှာပဲဂျိုဝီပေါ်လာပြီးရှောင်းပိုင်ကိုကယ်တင်လိုက်တယ်ပြီးတော့ဥထောင်မွေးကိုလက်နှစ်ဖက်နဲ့အားရပါရညှစ်သက်ပစ်လိုက်တယ်။ဂျိုဝီနောက်ဆုံးတော့ငြိမ်းချမ်းစွာအနားယူပြီးဘဝတစ်ကိုပြန်ဆနိုင်ခဲ့ပါပြီ။